ဆေးရုံမှာဆေးကန်းတော့ပြရင်းနဲ့ကြားကြားချင်းအစမ်းခံလိုက်ရတဲ့အမှုကိုပြောပြပေးသွားပါမယ်။အသက်26နှစ်ရှိတဲ့ဒီအမျိုးသားတယောက်ကအစာအိမ်နဲ့ဦးလန်းချောင်းကိုမှန်ပြောင်းကြည့်ဖို့ဆိုပြီးတော့ဒီစင်ကာပူကမောင်အီဆေးရုံကို2018အောက်တိုဘာလတုန်းကသူသွားခဲ့တယ်တဲ့။သူကဒီဘိုက်အောက်နာအဆောင်ကြေးရတွေဖြစ်နေတာက3လလောက်ရှိတော့အခုလိုအစာအိမ်မှန်ပြောင်းကြည့်ပြီးတော့ဆေးစစ်မယ်ဆိုပြီးတော့ဒီဘယ်နေ့ကိုထပ်ပြီးတော့လာမလဲဆိုပြီးတော့ဒိတ်ယူဖို့အတွက်ဆေးရုံသွားခဲ့တာပေါ့နော်။မောင်အီဆေးရုံကိုရောက်တော့ဆေးစစ်မဲ့နေရာကောင်တာမှာ Ivory ဆိုတဲ့ဒီအမျိုးသား nurse ပေါ့နော်။သူနဲ့တွေ့တယ်။ Ivory ကဒီဖောင်ဖြည့်ဖို့ဒီအချက်လက်တွေပေးတဲ့အခါမှာသူ့ရဲ့ဖုန်းနံပါတ်အပါအဝင်အချက်လက်တွေအကုန်လုံးဖြည့်ပေးလိုက်တယ်ခဏကြာတော့ Ivory စီကနေပြီးတော့သူ့ဖုန်းကိုဒီ text message ဝင်လာပြီးတော့ဒါဟာအစာအိမ်မှန်ပြောင်းကြည့်ဖို့ plan အတွက် follow up message ပို့တာဖြစ်ပါတယ်တဲ့ငါစီကိုလည်းကြိုက်တဲ့အချိန်ဆက်သွယ်လို့ရပါတယ်ဆိုပြီးတော့သူ message မှာရေးထားတယ်တဲ့ဘလို့ကြီးလဲပေါ့နော်စီးရုံကမပြန်ရသေးပဲနဲ့ဒီအခုလို message ပို့ပြီးတော့သူ့စီကိုအချိန်မီဖုန်းဆက်နိုင်ကြောင်းပြောတာကတော့ဘာလားပေါ့အဲ့တော့သူကထူးဆန်းတယ်လို့တော့တွေးမိလိုက်သေးတယ်တဲ့စိတ်ထဲမှာလည်းတိတ်ပြီးတော့မကြိုက်တာနဲ့ Ivory စီကိုသူမဆက်သွယ်ပဲနဲ့စီးရုံရဲ့ဒီ direct telephone ကိုပဲသူသက်ဆိုင်ရာစီကံဖုန်းခေါ်ပြီးတော့ရက်ယူခဲ့တယ်တဲ့အဲ့ဒီလကုံမှာပဲဒီမောင်အီစီယုံကိုသူအစာအိမ်မှန်မြောင်းကြည့်ဖို့ပြန်သွားတဲ့အချိန်မှာ Ivory နဲ့သူထပ်တွေ့တယ်Ivan ကသူ့ကိုခွဲခန်းဒီဝတ်စုံဝတ်ဖို့အတွက်ထုတ်ပေးတယ်တဲ့ခွဲခန်းဝတ်စုံဆိုတာကဒီအတွင်းထဲမှာဘာမှမပါဘူးဒီခွဲစိတ်ခန်းထဲမှာကန်နာကိုအလွယ်တကူစစ်ဆေးလို့ရတဲ့ဟာဆိုတော့သူအတွင်းငယ်နေ underwear တွေမဝေးရဘူးပေါ့နော်အဆိုင်မှန်မြောင်းကြည့်ပြီးတဲ့အချိန်မှာလဲသူ့ကိုဒီလူနာနားနေခန်းတွေကိုပို့ထားတဲ့အချိန်မှာဒီမှန်မြောင်းမကြည့်ခင်မှာလူနာကအနာတတအောင်ဆိုပြီးတော့ဒီအိတ်စီပုံစံမျိုးလေးတွေပေးတယ်အဲ့ဒီဟာအကြောင်းမို့လို့သူကမူးပြီးတော့ဒီရီဝေတော့ဖြစ်နေတာပေါ့နော်အဲ့ဒီအချိန်မှာပဲသူ့ကိုယ်ပေါ်ကဒီခွဲခန်းဝတ်စုံကိုတယောက်ကလာပြီးတော့လှန်နေဆိုပြီးတော့သူကခန်းစားလိုက်ရတယ်တဲ့အဲ့ဒီမှာပဲသူဒီဖုန်းကင်မရာလို့ယူဆရတဲ့အလင်းရောင်တစ်ခုကိုလည်းသူတစ်ချက်တွေ့လိုက်တယ်ပေါ့နော်ပြီးတော့ဒီသူ့ဟာကိုတဲ့တယောက်ကနေလာပြီးတော့ဒီစုပ်ကန်လိုက်တယ်လို့လည်းသူခန်းစားလိုက်ရတယ်ပေါ့နော်သူအဲ့ဒီမှာအရင် shock ဖြစ်သွားပြီမဲ့လို့အခြားဒီ nurse တယောက်ကိုတော့သူကလှမ်းပြီးတော့မခေါ်လိုက်မိဘူးပေါ့နော်အဲ့နဲ့တိတ်မကြခင်မှာပဲသူအိတ်ချင်မှုတူဖြစ်နေတဲ့အချိန်မှာပဲနောက်တစ်ခါချက်ပြီးတော့လာခိုင်းတာကို तू ကခံစားမိလိုက်သေးတယ်တဲ့အဲ့ဒါနဲ့ तू ဒီတတိကောင်းကောင်းလဲလာတဲ့အချိန်မှာတော့ဆရာဝန်ကို तू နှစ်ခါတိတိအဲ့လိုမျိုးကင်ခံရတယ်ဆိုတဲ့အကြောင်းကို तू ကတိုင်တာပေါ့နော်ဆရာဝန်ကတော့ရဲကိုတိုင်ချင်လဲတိုင်မှာပေါ့ဂိုင်ကရှင်ပေါ်မှာပဲမူတည်ရဲတဲ့ဒါပေမဲ့ဒါမျိုးမသေးချာတဲ့ case တွေကတော့ပြောရမယ်ဆိုမသေးချာရင်မပြောတာပဲကောင်းတယ်ဆိုပြီးတော့ပြောတယ်နောက်ထပ် nurse တယောက်ကဒီ iPhone ဖုန်းထဲမှာလည်းဘာပုံမှမတွေ့ပါဘူးသူမြင်လိုက်ရတဲ့ဟာကဒီ blood pressure ပေါ့နော်သွေးဖိအားတိုင်းနဲ့စက်ကအလင်းရောင်ပဲဖြစ်ပါလိမ့်မယ်လို့ပြောလိုက်တယ်တဲ့ကာယကံရှင်အနေနဲ့ကတော့မုံလာဦးအလောက်ခံရတာပဲဆိုပြီးတော့သူကတနှုတ်နှုတ်ဖြစ်နေတာပေါ့နော်ဆန်းကလည်းတစ်ခါဆန်းခံရသေးတဲ့အပြင်မုံလာဦးကလည်းအလောက်ခံလိုက်ရသေးရဲဆိုတော့သူကတော့ရဲကိုတော့တိုင်ချပလိုက်တယ်ဒီမှုကိုတရားရုံးမှာစစ်တဲ့အချိန်မှာဒီ Ivan ဘက်ကနေပြီးတော့ဒီအခုကာယကံရှင်က AC တောက်ထားတဲ့အချိန်မှာထင်အောင်ထင်မှားဖြစ်တာဖြစ်တယ်ပေါ့နော်လက်ပူလက်ချက်တစ်ခုမှဒီတက်တိမပြနိုင်ဘူးဆိုပြီးတော့သူက trust ဆိုတယ်တရားလူပြတက်တိထဲမှာတော့ဒီ nurse အမျိုးသမီးတယောက်ပါတယ်ပေါ့နော်အဲ့ဒီစီယုံကနေရဲကစီယုံကဒီသက်ဆိုင်ရာဝန်ထမ်းတွေကိုခေါ်ပြီးတော့စစ်တဲ့အချိန်မှာအဲ့ဒီအမျိုးသမီးက Ivan ကတဲ့လူနာရဲ့အခန်းပေါ်မှာရက်ပြီးတော့ကလကာဖွင့်ဝင်မှုလုပ်နေတာကိုသူကိုယ်တိုင်တွေ့ခဲ့တယ်တဲ့သူစစ်ခံခဲ့တယ်Ivan ကိုစေးပေးမလို့လုပ်နေတာလားမေတော့ဟုတ်တယ်လို့ဖြေတာနဲ့လူနာကလည်းကောင်းကောင်းသတိမလဲသေးတော့အခန်းထဲကိုဝင်နေအောင်ဆိုပြီးတော့ဒီ nurse မကပြောလိုက်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအမျိုးသမီးကအခြား nurse တစ်ယောက်နဲ့နောက်တစ်ခါအခန်းထဲကိုဝင်တော့တဲ့ဒီလူနာအရန်တုံလုံး6ချာနေတာတွေ့ရပြီးတော့ဟိုကောင်ပေါ့နော်အခန်းဝမှာရက်နေတာတေးချတယ်ဆိုပြီးတော့အချိန်ချင်းသူမေးတယ်တဲ့ဒီလထဲမှာပဲအသက်35နှစ်ရှိတဲ့ Ivory ကို black ကာရလုပ်တဲ့အမှု2မှုနဲ့ပေါ့နော်အပြစ်ရှိကြောင်းအမိန့်ချခဲ့ပါတယ်။ထောင်ဒဏ်နဲ့ကြိမ်ဒဏ်ကတော့ဘယ်လောက်ချမလဲတော့မသိသေးပါဘူး။ဒီမှုကတကယ်လို့ထင်ရှားရဲဆိုရင်တော့ထောင်ဒဏ်2နှစ်အတိနဲ့ကြိမ်ဒဏ်ငွေရန်တွေကိုပါချနိုင်တဲ့အမှုပေါ့နော်